အရှိဘက်ข้างหน้าข้างหน้าငါအခုကျောင်းရှိမှာตอนนี้ฉันอยู่หน้าโรงเรียนตอนนี้ฉันอยู่หน้าโรงเรียนตอนนี้အခုฉันငါอยู่နေတယ်หน้าโรงเรียนหน้าဆိုတာအရှိโรงเรียนဆိုတာကျောင်းตอนนี้ฉันอยู่หน้าโรงเรียนအနောက်ဘက်ကိုข้างหลังข้างหลังငါအိမ်ကကျောင်းအနောက်မှာบ้านฉันอยู่หลังโรงเรียนบ้านฉันอยู่หลังโรงเรียนบ้านฉันบ้านဆိုတာအိမ်ฉันဆိုတာငါบ้านฉันငါရဲ့အိမ်อยู่ဆိုတာနေတယ်หลังအနောက်โรงเรียนဆိုတာကျောင်းบ้านฉันอยู่หลังโรงเรียนငါအိမ်ကကျောင်းအနောက်မှာဒါကတော့တည်တဲ့အခြေခံထိုင်းစကားလေးတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အရှိအနောက်ကိုနားလည်မယ်လို့ယုံကြည်ပါတယ်เนาะနောက်ထပ်သိချင်တာလေးတွေရှိရင်လည်းအောက်က comment မှာရေးထားပေးပါအောင်ထိုင်းစကားကိုမြင်မြန်ဆန်ဆန်ပြပြတတပြောတတ်ချင်တယ်ဆိုရင်เนาะအခုရေးထားတဲ့အတန်ထွက်ကိုလိုက်မှတ်ပြီးတော့လိုက်ဖတ်တာထက်အခုပြောနေတဲ့စကားလုံးတိုင်းကိုလိုက်ပြောပါလိုက်လေ့ကျင့်ပါအဲ့ဒါဆိုရင်ပို့ပြီးတော့အတန်မှန်ပြီးတော့မြင်မြန်ဆန်ဆန်တတ်နိုင်ပါတယ်